ချမ်ပီယံစစ်တပ်ကဒီရှမ်းမြောက်မှာဒီကိုကန်တက် MNDAA တန်တက် TNL တို့နဲ့အပြည့်ရပြီးတော့ရခိုင်ကိုထိုးစစ်ဆင်ဖို့အတွက်အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဉ်နဲ့ဒီပြီးခဲ့တဲ့ဒီဇင်ဘာ10ရက်နေ့နဲ့စပြီးတော့ဒီမြောက်ဦးစေးရုံကိုပုံကျဲပြီးတော့စစ်စင်ရေးထိုးစစ်ဆင်မဲဆိုပြီးတော့စတင်ကြေညာခဲ့ပါတယ်အဲ့ဒီလိုကြေညာတဲ့အချိန်မှာပဲမျိုးဥတော်လည်းမဟာမိတ်တပ်ပေါင်းစုလို့ခေါ်တဲ့ Spring Revolution Alliance SRA တပ်ဖွဲ့ပေါ်လာတာဟာတက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါဘူးဒါကမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ကိုပွားဒူနိမဟုတ်ကိုစားပဲဖြစ်ပါလိမ့်မယ်မြောက်ပိုင်းညီတော်မဟာမိတ်သုံးဖွဲ့မှာဒီကိုကန့်နဲ့တအန်ကတရုတ်ကိုမလွန်ဆန်နိုင်လို့ဒီအပြစ်ရရပြီမဲ့၎င်းတို့ရဲ့ကိုပွားကိုစားလို့ခေါ်လို့ရတဲ့ဒီ SRA ကတော့ဒီတရုတ်ကိုလွန်ဆန်လို့ရမယ်လို့ဆိုနိုင်ပါတယ်ဒီ SRA မျိုးဥတော်လန်ရေးမဟာမိတ်တပ်ပေါင်းစုကိုဘာကြောင့်မြောက်ပိုင်းညီတော်မဟာမိတ်သုံးဖွဲ့ရဲ့ကိုပွားဒါမှမဟုတ်ကိုစားလို့ပြောရတာလဲဆိုရင်ဒီ SRA မှာပါဝင်တဲ့အဖွဲ့19ဘက်လုံးဟာမြောက်ပိုင်းတုံးဘက်ကဆက်လက်နဲ့တပ်ဆင်ပေးတာစစ်တပ်နန်းပေးတာစသဖြင့်မြေတော်မြောက်ပေးမွေးထုတ်ပေးခဲ့တဲ့တပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်တော်လန်ရေးတပ်ဖွဲ့ပေါင်း19ဘက်ထဲမှာဒီຫນွေဦးတော်လန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance ကိုအောင်မြင်စွာဖွဲ့စည်းလိုက်ကြောင်းဒီဇင်ဘာ15ရက်နေ့မှာတရားဝင်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်အဆိုပါတပ်ပေါင်းစုပေါ်ပေါက်လာစီအတွက်ပြီးခဲ့တဲ့2025မေလကတည်းကနေပြီးတော့တော်လန်ရေးတပ်ဖွဲ့9ဖွဲ့နဲ့စတင်ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီးတော့နိုဝင်ဘာပထမအပတ်အရောက်မှာတော့ဒီတပ်ဖွဲ့ဝင်14ဘွဲ့ဖြစ်ကနဦးတွဲဆုံဆွေးနွေးဖွဲ့စည်းခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့ဒီနောက်လူမျိုးနေမြေတနေရမှာနိုဝင်ဘာ21ရက်နေ့ကနေစပြီးတော့3ရက်ကြာတပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံကိုကျင်းပခဲ့ပါတယ်အဆိုပါညီလာခံမှာတဆင့်အဖွဲ့ဝင်19ဖွဲ့ပါဝင်တဲ့ SRA Spring Revolution Alliance ຫນွေဦးတော်လည်းမဟာမိတ်တပ်ပေါင်းစုကိုအပိတက်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ဆိုထားပါတယ်အောက်ကတတော် AA ရာဆိုရင်ຫນွေဦးတော်လည်းမှာပေါ်ပေါက်လာတဲ့လက်နက်ကန်တပ်ဖွဲ့23ဖွဲ့အထိလက်နက်ရိတ်ခါနဲ့စစ်တပ်နန်းစတဲ့ဒီစစ်ဘက်ဆိုင်ရာထောက်ပံ့မှုတွေပေးပြီးတော့မွေးထုတ်ပေးနိုင်ခဲ့ပါတယ်ဒီ SRA မှာပါဝင်တဲ့ A ရဲ့မဟာမိတ်တပ်ဖွဲ့တွေကတော့96 Soldier PDF ဗမာတပ်တော် PA ဗမာပြည်လူမျိုးရေး Democratic တပ်ဦး BNDF ဗမာပြည်သူလူမျိုးရေးတပ်မတော် PPNL ချင်းညီနောင် CP Generation Z Army ကရနီမြို့တပ်ကာကွယ်တပ်ဖွဲ့ KNDF ပြည်သူလူမျိုးရေးတပ်မတော် PIA ကျောင်းသားလက်ယုံတပ်တော် SAF ရောတပ်တော် YA ရောကာဝေးတပ်ဖွဲ့ YDF တို့ပဲဖြစ်ကြပါတယ်ပြောရမှာဆိုရင်တော့ဒီ SRA မှာ AA ရဲ့လက်အောက်မှာရှိတဲ့ဒီမဟာမိတ်တော်လိုင်းအင်အားစု17ဖွဲ့ထိပါဝင်ထားပါတယ်ဒီနောက်ထပ် SRA တပ်ပေါင်းစုမှာဒီ30ခုဝင်စစ်စင်ရေးအတွင်းကိုကတက် MMD ဖွဲ့စည်းခဲ့ပြီးညောက်ပိုင်းညီနောင်3ဖွဲ့တွေနဲ့အတူတူဒီပူပေါင်းတိုက်ပွဲဝင်တိုက်ခိုက်ခဲ့တဲ့တိုင်းရင်းသားတပ်မဟာ6တွတ်ကတပ်ဖွဲ့တချို့လည်းပါဝင်နေပါသေးတယ်တိုင်းရင်းသားတပ်မဟာ6တွတ်ထဲမှာဒီမောင်ဆောင်ခဦးဆောင်တဲ့ဗမာပြည်သူ့လူမျိုးရေးတပ်မတော် BPNL ပြည်သူ့လူမျိုးရေးတပ်မတော် PNL ကရနီမြို့တပ်ကာကွယ်တပ် KNDF နဲ့အခြားတပ်တွေလည်းပါဝင်ပါတယ်ဆိုတော့ဒီຫນွေဦးတော်လည်းမဟာမိတ်တပ်ပေါင်းစု SRA ဟာမြောက်ပိုင်းညီနောင်3ဖွဲ့ရဲ့လက်ရချေရာတွေလို့ဆိုနိုင်ပါတယ်ကိုကန်တဲနဲ့တအန်တက် TNL တို့ကဒီတရုတ်ကြောင့်စစ်တပ်နဲ့အပြစ်ရတာမှန်ပေမဲ့အခုလက်ရှိ၎င်းတို့ပိုင်ဆိုင်ထားတဲ့နေမြေတွေဟာတစ်ချိန်ချိန်ညရင်ဒီစစ်တပ်ကပြန်ပြီးတော့ထိုးစစ်ဆင်ပဲဆိုတော့သူတို့ကတည်နေပြီးတာပါဆိုတော့ဒီစစ်တပ်ကိုလည်းသူတို့တွေကအမြင့်ပြတ်တက်ထုတ်မှရမယ်ဆိုတာလည်းသိနေပြီလားပါဆိုတော့သူတို့အနေနဲ့ဒီစစ်တိုက်မယ်ဆိုရင်ဒီတရုတ်ကိုမလွန်ဆန်နိုင်တဲ့အတွက်ကြောင့်၎င်းတို့ရဲ့ကိုစားကိုပွားဒီ SRA ကိုနောက်ကနေပြီးတော့ထောက်ပံ့ပေးပြီးတော့သူတို့တွေတိုက်ခိုင်းမှာဖြစ်ပါတယ်ဆိုတော့ဒီ SRA ပေါ်လာတာဟာဒီ A ကိုဒီစစ်တပ်ကနေပြီးတော့မှအကြမ်းဖက်နေနေခေါင်းစဉ်နဲ့ထိုးစစ်ဆင်ဖို့လုပ်နေတဲ့အချိန်မှာဒီအချိန်ကိုက်ပေါ်လာတာဖြစ်ပါတယ်ပြောရမှာဆိုရင်တော့ဒီကလင်ဒါကျပေါ်လာတာဖြစ်ပါတယ်ဆိုတော့ဒါတက်ဆိုင်မှုတော့မဟုတ်ပါဘူးအဲကြောင့်မလို့ဒီ SRA Spring Revolution Alliance ဒီຫນွေဦးတော်လည်းမဟာမိတ်တပ်ပေါင်းစုဟာမြောက်ပိုင်းညီနောင်3ဖွဲ့ရဲ့လက်ရချေရာတွေလို့ဆိုနိုင်ပါတယ်